တသက်စာလက်တွဲတော်မဲ့ချစ်သူကိုဒီမေကုန်းလေးတွေမိထားတင်ပါတယ်။ချစ်သူဖြစ်ကစားဆောင်တွဲများဆိုဟာချစ်စာခင်းစားမှုပျော်ရွှင်စရာအချိန်တွေနဲ့ပြည့်နှက်နေပါတယ်။တကယ်လို့လက်ရှိချစ်သူကိုတသက်စာလက်တွဲဖို့စဉ်းစားထားရဲဆိုသူ့ကိုဒီမေကုန်းလေးတွေမိကြည့်ပါ။တယောက်နဲ့တယောက်သဘောထားကွဲလဲတာလေးတွေဘယ်လိုညှိဦးမလဲ။မတူညီတဲ့နယ်ပယ်ဒေသအတိုင်းဝိုင်းကလူနှုတ်ချစ်ကြိုက်ပြီးဆိုသဘောထားကွဲလဲတာမျိုးအမြင်မတူတာမျိုးရှိစမြဲပါ။အတိတ်ကတော့သူ့သဘောထားကိုလေးလေးစားစားနားလည်ပေးဖို့နဲ့ကို့အမြင်ကိုလည်းသူ့ကိုပူပွင့်လင်းလင်းပြောပြပြီးညှိနှိုင်းရှုသင့်ပါတယ်။အနာဂတ်မျှော်မှန်းချက်ကဘာဖြစ်မလဲ။နှစ်ဦးသားလက်တွဲပြကြရင်ဘာကိုမျှော်လင့်လဲလို့မေးရမှာပါ။အခုချိန်မှာအဆင်ပြေနေပေမဲ့ငွေကြေးရေးလူမှုရေးစသဖြင့်ကိုယ့်ဘက်ကအကြောင်းမျိုးမျိုးကြောင့်ပြက်ကွက်ခဲ့ရင်သူ့ဘက်ကဘယ်လိုရှက်တီဖြေရှင်းမလဲဆိုတာမျိုးပါ။နှစ်ဦးကြားမှာရှိတဲ့အခက်အခဲလူမှုဆက်ဆံရေးအခြေအနေကိုသူ့ဘက်ကနားလည်ပေးနိုင်ပါမလားဆိုတာပေါ့။ဒါဟာအရေးကြီးတဲ့ချက်လေးဖြစ်ပါတယ်။ပိုင်ဆိုင်မှုဘယ်လောက်ရှိလဲပိုင်ဆိုင်မှုလို့ဆိုလိုက်တာနဲ့ငွေမတ်တယ်လို့ထင်ကောင်းထင်သွားနိုင်ပါတယ်တကယ်ကပိုင်ဆိုင်မှုကိုတွက်ဆပြီးရှေ့ရေးအတွက်စဉ်းစားလို့ရအောင်မေးကြည့်တင်တာပါကို့အပေါ်ဘာမကြိုက်တာတွေရှိလဲနှစ်ယောက်သားရေရှည်လက်တွဲဖို့ဆိုရင်သူ့ကြိုက်ကိုကြိုက်ကိုသိထားတင်ပါတယ်ကိုယ့်ရဲ့အချင်းစရိုက်လေးတွေကိုသူ့ဘာမကြိုက်တာရှိလဲဆိုတာကိုယ်တိုင်လေးလေးလာတင်တယ်လို့မေးကြည့်တင်ပါတယ်ကို့ဘက်ကအမေကိုသူကရေရရမတုံ့ပြန်မှုဆိုရင်သူကတင့်ကိုရေရှည်လက်တွဲဖို့စဉ်းစားထားတာမဟုတ်နိုင်ဘူးလို့ယူဆနိုင်ပါတယ်။သူဟာအတုံးဖြုံကျန်းသူလား။ကိုကရေရှည်လက်တွဲမဲ့သူလို့သတ်မှတ်ထားတော့သူကတစ်ချိန်မှအိမ်နောက်တာဝန်ကိုထမ်းဆောင်ရမယ်သူပါ။ငွေတုံးဖြုံကျန်းသူလားဆိုတာကိုမေးပြီးချစ်သူဘွားရဲကအလေးကျင့်ဖြစ်အောင်ရှော့ခိုင်းတင်ပါတယ်။ဘာသာတရားကိုင်းဆိုင်သူလား။သူကဘာသာကြားဖြစ်နေမှဘာသာတရားနဲ့ပတ်သက်ပြီးညှိနှိုင်းရမှာမဟုတ်ပါဘူး။ကိုနဲ့ဖះသွားကြောင်းတဲ့အတူလိုက်ပေးနိုင်မဲ့သူမျိုးလားဆိုတာသိဖို့မေးကြည့်ထားတင်ပါတယ်။အခုလိုချေရေးချေရအကြံပြုချက်များကိုပုံမှန်ကြည့်ရှုနားဆင်နိုင်ဖို့ Live Shop မြန်မာကို follow လုပ်ထားပေးပါနော်။ဒီငါးချက်နဲ့ကိုက်ညီတဲ့ကောင်းလေးမျိုးကိုသာအနာဂတ်ခင်မွန်လောင်ဖြစ်ရွေးချယ်ပါအရင်ခေတ်ကတော့တယောက်နဲ့တယောက်လက်ထပ်ဖို့ကို3နှစ်3မို့စောင့်ကြည့်ကြပါရယ်ဒီကာလကတဖြည်းဖြည်းနဲ့တိုးတောင်းလာပြီးဒီနေ့ခေတ်မှာတော့အခုတွေ့အခုကြိုက်အခုလွန်လွန်ကျကျတွေဖြစ်အခုယူဆိုတာမျိုးတွေများပြလာပါရယ်စုံတွဲလို့မခေါ်ပဲစုံတုံးတွဲတဲ့စုံတွဲတွေများလာပါရယ်အိမ်နောက်မှုအကွဲပြဲတွေကလည်းအရင်ခေတ်ကထက်ဆိုင်အစမတန်ကိုများပြလာပါရယ်တာယာလှပတဲ့အိမ်အောင်လေးတစ်ခုပိုင်ခြင်းတော့အိမ်အောင်မပြုတ်ကေတည်တည်ချာချာစဉ်းစားဖို့လိုပါတယ်။အောက်ပါချက်၅ချက်နဲ့ကိုင်နေတဲ့သူမျိုးကိုတင်ချစ်သူဖြစ်ပိုင်ဆိုင်ထားတယ်ဆိုရင်တော့သူဟာတင့်ရဲ့ခင်မောလောင်ဖြစ်တိုက်တဲ့သူပါ။ပိုင်းခြားသိမြင်နိုင်သူဆိုတာပညာဉာဏ်ကြီးမှမှုနဲ့စဉ်းစားချင်းချိန်နိုင်စွမ်းကောင်းတဲ့အမျိုးသားတွေမှာရှိနိုင်တဲ့အရေးချင်းမှာဒီလိုအရေးချင်းမျိုးပိုင်ဆိုင်ထားတဲ့မျိုးသားတွေဟာဘလို့အခြေအနေမှာပဲဖြစ်ဖြစ်အမျိုးသမီးတွေရဲ့စိတ်ကိုတက္ကနာချင်းမှာပဲလွှမ်းမိုးနိုင်သလိုအနာဂတ်ရဲ့ခင်မောလောင်စီးမှာအဲ့ဒီမျိုးသားနာမည်ကိုတေးထားလိုက်တဲ့အထိစံပွင့်ပါတယ်။ယောက်ျားပိသားသူလူကအရင်ကြီးမတောင့်တင်းနေပါစေကြကြရရရှိတဲ့ပါတယ်။မိန်းကလေးတွေနဲ့ပြိုင်အလားပြင်းမဲ့ယောက်ျားမျိုးတင်ယူထားလို့ကတော့မှန်တင်ကုန်လို့နေရပါလိမ့်မယ်။တချို့ကကြတော့တန်မာပုံတော့ရှိပါရဲ့စကားပြောရင်နှွဲချင်းပုံစံလေးတွေအိမ်နောက်ဘက်ကိုရွေးချယ်တဲ့အခါမှာတာမန်ကိုမျက်လုံးထဲမှာကြည့်ပြောရှိပြောဖြစ်အောင်လောက်ကလေးနဲ့တင်ရွေးချယ်ခဲ့နော်တင်ဟာအိမ်နောက်ဘက်ကိုလိမ်မှုကိစ္စအတွက်သာရွေးချယ်တယ်လို့ဆိုလိုရရောက်ပါတယ်အထူးသဖြင့်အမျိုးသားတွေမှာစိတ်ဓာတ်တန်မာခြင်းခွန်အားတန်မာခြင်းစတဲ့ဗလာနှစ်တန်းနဲ့ပြေဆုံးရပါတယ်အဲ့ဒီလိုဗလာနှစ်တန်းနဲ့ပြေဆုံးမှာအမျိုးကောင်းသမီးတွေသဘောကျတာကိုလက်ခံရရှိမှာပါအရေးနဲ့အကြောင်းဆုံးမှန်ကန်တဲ့အတွေ့အခေါ်နဲ့ရည်တည်နိုင်သူစိတ်လှုပ်ရှားခြင်းမှာတွေးတဲ့အတွေ့နဲ့စိတ်တည်ငြိမ်ခြင်းမှာတွေးတဲ့အတွေ့မတူညီပါဘူး။ဒါပေမဲ့ပညာမျှော်မြင်ကြီးတဲ့အမျိုးသားတွေမှာတော့မြည်သည့်အချိန်မဲ့ဖြစ်ဖြစ်တွေးခေါ်ယူစာပုံကတိကျပါတယ်။ပြတ်သားပါတယ်။မှားယွင်းခဲ့ပါတယ်။အဲ့ဒီလိုယောက်ျားမျိုးဟာအမျိုးကောင်းသမီးတို့ရဲ့ခင်မွန်းဖြစ်ခွင့်ကြုံရမှာပါ။ချစ်ခနဲဆိုထိုးမဲ့ကြိမ်မဲ့ဆိုတဲ့ယောက်ျားမျိုးရှုမိရင်တော့စိတ်ငြိမ်းချမ်းရမှာမဟုတ်ပါဘူး။ယုံကြည်ရသူယုံကြည်မှုဆိုတာသစ္စာတရားစောင့်ထိန်ခြင်းရောင်ရဲမှုတတိရှိမှုတာဝန်ခံမှုစတဲ့စိတ်ရည်ချင်းတွေမရှိပါဘဲမဖြစ်ပေါ်နိုင်ပါဘူးလူတစ်ယောက်ကိုအသက်လို့ယုံကြည်တဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်တေးကြတာကတော့အဲ့ဒီလိုအုံနောက်လွတ်နေပြီဆိုပါတော့ဒီ
ဒီတော့လူတစ်ယောက်ပေါ်ယုံကြည်မှုမဖြစ်ခင်မှာအဲ့ဒီလိုဟာသူ့ကိုယုံကြည်ထိုက်ပါရဲဆိုပြီးစကားနဲ့မပြောပဲအပြုံမှုအနေထိုင်အလောက်ကိုင်းတွေနဲ့တက်သေးပြရပါတယ်အဲ့ဒါလိုယောက်ျားမျိုးမှလည်းအမျိုးသမီးတွေဝမ်းဝမ်းလည်နေတတ်ပါတယ်ကျင်နာမှုရှိသူအမျိုးသမီးတွေဝမ်းဝမ်းလဲတိုင်းလဲယောက်ျားကောင်းတယောက်မဟုတ်ဘူးဆိုတာပြုံမေတို့ကိုတတိပေးပြစေတချို့ကငွေကြေးရအောင်မြင်လို့ဝမ်းဝမ်းလဲနေတာရှိပါတယ်အဲ့ဒီလူတွေထဲမှာတင်မပါဖို့အရေးကြီးပါတယ်တင်ကိုယ်တိုင်ကလည်းယောက်ျားတယောက်ကိုငွေကြေးရချင်းကပ်ပြီးဆိုရင်တင်စာရိတ်တာနဲ့ပတ်သက်လို့မေးခွန်းထုတ်စရာတွေအများကြီးရှိလာမယ်ဆိုတော့ယောက်ျားတယောက်မှာကျင်နာတနာတက်တဲ့နှလုံးသားရှိဖို့လိုအပ်ပါတယ်ကျင်နာတနာခြင်းဆိုတာကလည်းကိုယ်ကျင်စာမှုနားလည်မှုမေတ္တာကရုဏာကြီးမှုမာမာနကင်းစင်မှုစတဲ့စိတ်စေတနာတွေကထက်ဆင့်ကြိုးပေးလာတဲ့သဘောတရားတစ်ခုပါဒါကလည်းမိန်းမတွေမမော်လောက်စရာအမျိုးသားတွေမှတွေ့ရတတ်ပါတယ်အခုလိုချီးချီးအကြံပြုချက်များကိုပုံမှန်ကြည့်ရှုနားဆင်နိုင်ဖို့ Live Shop မြန်မာကို follow လုပ်ထားပေးပါနော်